ပူအိုက်တဲ့ရာဒီလေးမှာအခုလိုချင်းဆက်ဆက်လေးနဲ့စားလို့အရန်ကောင်းစေတဲ့ယိုရီးယားတင်မိုဒီထောင်းလေးကိုအိမ်မှာကိုတိုင်ထောင်းစားနိုင်မယ့်နီလန်းလေးကိုဝေမျှပေးချင်ပါတယ်ကျွတ်လေးနဲ့ချင်းဆက်လေးတကယ်ကိုစားကောင်းတယ်ကျွတ်မွလေးနဲ့စားလို့ကောင်းတဲ့တင်မိုဒီကတော့အခုလိုရှည်မျောမျောတင်မိုဒီလေးပါနောက်ထပ်လိုအပ်တာလေးကတော့ပဇွန်6တမြာတီခရမ်းချင်သည်ပဲတောင်ရှည်မကြီးသည်ငရုတ်သည်နဲ့တခြားကြိုက်တာတွေလည်းထည့်စားလို့ရတယ်မကြီးသီးနဲ့ပဇွန်6လေးတွေကိုရေတန့်စင်အောင်ဆေးလိုက်တယ်ပြီးတော့ရေနွေးပူပူလေးနဲ့စိန်ထားလိုက်တယ်ထည့်စားမဲ့ပဲသီးခန်းချင်သီးတွေကိုလည်းအားလုံးရေတန့်စင်အောင်ဆေးလိုက်ပါတယ်တင်မော်ဒီကိုတော့အန်ဒီပါကအခွန်ခွာလိုက်ပါတယ်နှချမ်းချမ်းပြီးတော့ခွဲလို့ရှိရင်အစိကိုဖယ်နေအောင်မယ်လေနော်ဒီနီးလေးကပိုလွယ်တဲ့အတွက်ကြောင့်မလို့ဒီနီးလေးပဲသုံးပါတယ်ချစ်ထားတဲ့တင်မောမြင်လေးတွေကိုရေထပ်ပြီးတော့ဆေးပါတယ်ပြီးတော့ကျွတ်မွတ်လေးစားချင်လို့ရေထဲမှာ10မိနစ်လောက်စိန်ထားပေးတယ်ပြီးတော့ရေပြန်စစ်ထားလိုက်ပါတယ်နော်ငရုတ်တီးစားအချုံမုံကိုတော့နှစ်သက်တယ်လို့ထည့်ပြီးတော့မှအရင်ဆုံးကြည်ကြံ့အောင်ထောင်းလိုက်မယ်ကျွတ်သွမ်ဖြူလေးကိုနည်းနည်းထည့်မယ်ဒါကလုံးဝလူဝက်ချက်အရန်စားကောင်းစေတယ်ရေစိမ်ထားတဲ့ပဇွန်6ထည့်မယ်ထညက်ခဲထည့်မယ်အချိုကျရင်ပုတ်ထည့်လို့ရတယ်ညက်ညက်ကြည်အောင်ထောင်းမယ်ပေးတောင်ရှည်လေးတွေကိုလည်းမတူမရှည်ညက်ထည့်မယ်စိမ့်စားငပိထည့်မယ်ကြိုက်တဲ့ငပိလည်းသုံးလို့ရတယ်နော်တချို့ဆိုလို့ရှိရင်ငပိရေချိုလည်းထည့်ပါတယ်အရသာတွေအားလုံးဝင်သွားအောင်လို့အခုလိုမျိုးခပ်ဖွားလေးထောင်းပေးလိုက်ပါတယ်။စုံအကြီးမရှိဘူးဆိုလို့ရှိရင်လည်းလေပကံထဲမှာအခုလိုထောင်းထားတဲ့အရသာတွေကိုအကုန်လုံးရောပြီးတော့မွေလိုက်လို့ရပါတယ်နော်။ရင်နွေးစိန်ထားတဲ့မကြီးရေကိုထည့်တာပါ။တင်မော်ဒီထောင်းမှာကလေအရင်များလေပူစားကောင်းလေမလို့အရင်နည်းနည်းပူထည့်ပြီးတော့မှထောင်းမယ်။တံမြာဒီတစ်လုံးညစ်ထည့်မယ်။ချင်းဆက်ပြီးတော့မှမွေးပြီးတော့တအားစားလို့ကောင်းတယ်။မြေပဲလော်ပြီးတော့မှထောင်းထားတဲ့မြေပဲမှုန့်မှာ2စွန်းလောက်ထည့်လိုက်တယ်။မွေးလေးနဲ့စားလို့ကောင်းစေတယ်။ယူရီးယားတင်မော်ဒီထောင်းဆိုတာစုံကြီးကြီးလေးနဲ့ထည့်ထောင်းတာပေါ့နော်သူအဲ့လိုထောင်းတာတင်မော်ဒီရဲ့အသားထဲကိုအရသာတွေပိုဝင်ပြီးပိုစားကောင်းတာပေါ့နော်နောက်ဆုံးမှာခက်ကြမ်းကြမ်းလေးထားတဲ့ခရမ်းချင်သီးလေးတွေကိုထည့်မယ်ခပ်ဖွားလေးပဲမွေပေးလိုက်မယ်နော်ခရမ်းချင်သီးပြေးသွားရင်လည်းစားမကောင်းလို့ပါတင်မော်ဒီထောင်းရတာလည်းမခက်ပါဘူးနော်အခုဆိုရင်ပြီးသွားပါပြီအနက်လေးကလေမွေးလေးတင်မော်ဒီထောင်းတဲ့နီးလေးကလည်းလုံးဝမခက်ပါဘူးနော်ကိုကြိုက်တဲ့အရသာနဲ့ထောင်းစားလို့ရတယ်ကျွတ်လေးနဲ့ချင်းဆက်လေးတကယ်ကိုစားကောင်းတယ်ရှေ့စားပြီးရင်ထက်စားချင်းစားလို့အရန်ကောင်းတဲ့ယိုဒီယာတင်မော်ဒီထောင်းကိုယ့်အိမ်မှာကိုယ်တိုင်ထောင်းစားကြည့်ပါနော်